ခင်ဗျငင်းကုန်မှုတစ်ခုမှာအပြည့်အသက်နိုင်လိုက်ပြီမဲ့နောက်ပဲမှာအင်မတန်အထီးကျန်သွားသလိုခံစားဘူးလားပြဿနာကခင်ဗျမှားနေလို့မဟုတ်ပါဘူးခင်ဗျမှန်ကန်မှုကိုအလေးထားလုံးပြီးတန်ဖိုးရှိတဲ့ဆက်ဆံရေးကိုစတေးလိုက်မိလို့ပါလူငယ်တော်များများကအထူးသဖြင့်ညံကောင်းတဲ့လူငယ်တွေကအငင်းကုန်ပြည့်ရင်အမြဲတမ်းကိုမှန်ကြောင်တက်တွေပြတ်နေကြတယ်အချက်အလက်တွေခိုင်မာနဲ့ယုတ်တိတန်တန်ခြေပတ်တတ်ကြတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာခင်ဗျားကတရားရဂိုင်းလုံးမှန်းနေတယ်ဆိုရင်တော့တစ်ဖက်လူကိုမျက်နှာပြအောင်အရက်ပွဲအောင်အနိုင်ယူလိုက်တာအောင်ပွဲတစ်ခုမဟုတ်ဘူးဗျဆုံးရှုံးမှုတစ်ခုပဲကျွန်တော်တို့ရှေးမြန်မာလူတွေဆုံးမလေးရှိတဲ့စကားတစ်ခွန်းရှိတယ်နိုင်လို့မင်းထက်မလုံးနဲ့အရှုံးပေးမှအချစ်တိုးမယ်စကနိုင်လူဝဲမှာခင်ဗျားနိုင်သွားနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအောင်ပွဲရဲ့တန်ဖိုးကခင်ဗျားချစ်ရတဲ့တငယ်ချင်းခင်ဗျားရဲ့ဇနီးဒါမှမဟုတ်ခင်ဗျားရဲ့မိသားစုဝင်တယောက်ယောက်ရဲ့တန်ရောစင်နဲ့လေးလေးလိုက်ရတာဆိုရင်ရောတန်မှာမလားတကယ်ဆက်သွယ်ပြောဆိုမှုအမှုပညာဆိုတာစကလုံးနေနဲ့အနိုင်ယူတာမဟုတ်ဘူးငါမှန်လဲဆိုတဲ့အတ္တကိုခဏချထားပြီးငါတို့ဆက်ဆံရေးကဒီအငင်းကုန်တဲ့အရေးကြီးတယ်လို့ဆုံးဖြတ်နိုင်တဲ့ရင်းချက်မှုပဲအခါတလေမှာအမှန်တရားကိုဖတ်တွေ့ထားတာတဲ့ငင်းချမ်းရေးကိုရွေးချယ်လိုက်တာကလူတယောက်ရဲ့တကယ်ကြီးမြတ်မှုကိုပြသတာပါပဲဒီနေ့ကစပြီးအငင်းကုန်တစ်ခုဖြစ်လာတိုင်းကိုဒီမိကွန်းလေးမေးကြည့်ပါငါမှန်ကျင်တာလားဒါမှမဟုတ်ငါပျော်ရွှင်ကျင်တာလားတချို့ပွဲတွေဟာအရှုံးပေးလိုက်မှတကယ်ကိုအနိုင်ရတဲ့ပွဲတွေဖြစ်တတ်ပါတယ်ရွေးချယ်မှုကတော့ခင်ဗျားလက်ထဲမှာပါဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးလို့ရှင်ကနေလိုက်လိုက်လဲနဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချစ်ဖြစ်ပါတယ်